ဘုရားရှိခိုးမှလည်းပြင်းတယ်ဘုရားလည်းတနေ့မှမရှိခိုးမိဘူးဥပုသ်သီလဆိုဝေး၅ပါးသီလလည်းချိုးဖောက်တယ်ဆိုရင်ဒါကိုယ့်ကိုပျက်စီးနေပြီလို့မှတ်သားဖို့လိုတယ်ကုသိုလ်ကောင်းမှုတနေ့သာကုန်သွားရောကုသိုလ်ကောင်းမှုတွေမှာစိတ်ကိုလုံးဝမရောက်ဖက်နဲ့ကာမဂုဏ်အာယုန်စိတ်တွေစာဝနေရေးနေ့စဉ်ဘဝရုန်းကန်နေရတဲ့အထက်မှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာဆင်ញင်သုံးသပ်တွေးတောအောင်မြတ်စွာဘုရားတတိပေးတာကိုရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲဆင်ញင်သုံးသပ်ပေးရမယ်နောက်တစ်ခုကြတော့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့နေတခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လိုက်တခြားပုဂ္ဂိုလ်တွေရဲ့ကိုယ်နဲ့အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားပျက်စီးဆုံးရှုံးနေမှုကိုလည်းဆင်ញင်သုံးသပ်ကြည့်ရဘယ်ပုဂ္ဂိုလ်အဖြစ်ဝိကျင့်သီလတွေပြည့်ပြားတယ်မကောင်းမှုဒုစရိုက်တွေလုပ်တယ်မူရည်ဆေးဝါးတွေသုံးတယ်ရက်သေးစားတောက်စားတယ်ခိုးဆိုးလူရဲ့တက်ခိုင်နေတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ဘယ်လိုဖြစ်သွားသလဲဆိုတာတွေကိုသူတစ်ပါးရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဆင်ញင်သုံးသပ်ကြည့်ရမယ်မိမိရဲ့ပျက်စီးမှုကိုဆင်ញင်သုံးသပ်တယ်လို့တစ်ဖက်သားတွေရဲ့ပျက်စီးမှုတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဓမ္မသာလည်းအခြေအနေမှန်ကိုသိဒါဟာနေ့စဉ်ကိုယ့်အတွက်လှုပ်တင်လှုပ်ထိုက်တဲ့တကူပျက်စီးမှုဆင်ញင်သုံးသပ်မှုကိုပြုတယ်လို့ကြီးပွားတိုးတက်မှုအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆင်ញင်သုံးသပ်ကြည့်ရအတ္တတမ္ပတ္တိငါကတော့မနေ့အိယာထတာနဲ့ဘုရားဝတ်ပြုတယ်နော်ပရိစိတ်တယ်ဘုရားကုံတော်တွေပွားများအားထုတ်တယ်ပရိမေတ္တာရွတ်တယ်ဘုရားကိုပန်းရည်ချမ်းနေတဲ့စီမိပန်းတို့ပြန်လှူတော်ပူဇော်လှူဒန်းတယ်၅ပါးသီလခံယူစောင့်တည်တယ်တနေ့တာလုံးကုံဆုံးတဲ့အချိန်ငါစိတ်ထဲမှာကုသိုလ်တွေနဲ့ပဲအချိန်ကုန်သွားတယ်ကိုယ့်ရဲ့ပြည့်စုံမှုဆင်ញင်သုံးသပ်ကြည့်